ပါလေတချို့ကကျွန်မကိုပြောတယ်သမင်းလေး3-4လုံးလောက်ပဲစားပြီးတော့ဟန်ပြစားပြနာတကယ်တော့မဟုတ်ဘူးကျွန်မလည်းလောက်ပဲစားနိုင်တယ်ဘိုက်ကအချင်းပေါ့နော်ဒီနေ့လောက်စားရင်နောက်နေ့လောက်စားမှာဒီလောက်ပဲစားရင်လောက်စားနိုင်တယ်သူကချက်ချင်းရော့ဟိုမင်းစားများတဲ့လူကရုပ်ပြည့်ရကြည့်တော့အဲ့လိုရှော့စားပေါ်အောင်မလုပ်ဘူးပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်ခါတိုင်းလို့စီပတော်ဘလောက်စားနိုင်တယ်ဆိုတော့ချက်ချင်းဒီလိုချက်ချင်း3-4လုံးပြောင်းစားပါစားနိုင်တယ်။တော့ကျွန်မတို့ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ဒီလိုတစ်လုံးစားရှော့ပါအဲ့တော့ရှော့သွားတဲ့အခါကျတော့တစ်လားလောက်နေနေမယ်2ရက်တစ်လုံး2ရက်စားတစ်လုံးရှော့မယ်ဆိုတော့မှတစ်လားနေ15လုံးလောက်တော့သွားပြီအဲ့လိုမျိုးနဲ့စားလို့ရတယ်ဘယ်ဦးနဲ့ပြန်ရအောင်လဲမနက်ကခွန်ကြီးကျောင်းစွန်းလောင်းနဲ့အိမ်မှာနည်းနည်းစားမယ်ဒါကကွက်တက်ကိုအိမ်မှာတနည်းဒီအိမ်သားအစီအမံလို့ငစီရိုင်းလေးပေါ်လို့လေဒါလေးဝယ်ပြီးကွက်တက်ကိုနေကြောက်လေးလှမ်းထားတုတ်တယ်ကွာကိုဆိုတော့ဒီမှာရှင်စားရတာစားနေလေးနဲ့ပဲစားလေးပါအောင်တော့ပဲနေပြီးတော့တနေ့ပဲလှမ်းရတယ်ကျမအိမ်မှာမနက်ဆိုရင်ဘုံကြီးဆွမ်းလောင်းနေအိမ်ကလူတွေစားဖို့ဒါကျမကချက်တယ်တကယ်တမ်းကျတော့လေမော်ရင်စားနိုင်လူငယ်တွေဆိုတော့မပမားဆိုရင်ကိုစားရတာပဲကျမ45လောက်ရောက်လာပြီဆိုတော့မော်ရင်စားနိုင်တော့ခေါ်တော့ဘာမှလည်းစားနေတယ်ဆိုတော့လေအဲ့လိုပဲကိုတိုလီနဲ့ဝါပိတ်နေကောင်းရချိုးနေပင်းဥကပင်းစိမ်းလေးအုပ်ပြီးတော့မနက်ကပုံကြီးဆွမ်းလောင်းတော့လေမနက်ဒါပိန်းသွားဝင်ဈေးရအတူရအခုကတော့အာလူတွေကဈေးနည်းနည်းမြောက်တယ်ဒီအာလူဈေးရအာလူစားတော့ပိန်းဥတွေစားကြတာပိန်းဥတွေအဝယ်လိုက်တယ်ပါနော်ပြောပြဒီကနေ့ကိုကျွန်မကထည့်လာတယ်မင်းငါတော့စားတော့မယ်ဒီမှာမှတ်ပေါ်ကြီးတစ်လုံးခံသွားတယ်မုံကဥကြီးခံသွားတယ်ဒါမကုံတော့ဒီစနေအိုက်တမလေး